Hello အားလုံးပဲမင်္ဂလာပါရှင်ဒီလာထဲမှာပဲအဖေဖေကအဘရကျော်ဆရာတော်ဘုရားကြီးကျောင်းမှာဒီဆုံးဆက်ကပ်ပြတဲ့ဗီဒီယိုလေးကိုထပ်တင်ပေးလိုက်ပါတယ်ရှင်ဆရာတော်ဘုရားကြီးကျောင်းအားဆိုရင်ဖြင့်မင်္ဂလာတော်ဝါရလက်43ကားကိန်းနာစိတ်တတုခတဝူကျောင်းတဲ့အတွင်းမှာတည်ရှိပါတယ်ရှင်အထဲကိုနည်းနည်းလေးပဲဝင်ရပါတယ်နော်ညီမတို့ဆုံးကပ်ဖြစ်တဲ့ရက်မှာဆိုရင်ဖြင့်လူတွေနည်းနည်းလေးရှင်းနေတာနဲ့ဗီဒီယိုလေးတွေကိုအားလုံးဖုံးမြော်လို့ရအောင်ရိုက်တင်ပေးလိုက်ပါတယ်ရှင်ညီမတို့ဆုံးဖြတ်တဲ့ရဟာဆိုရင်ဖြင့်3လပိုင်းလအစား12တန်းစာမွေးတွေမဖြေခင်ဖြစ်ပါတယ်နော်အဲကြောင့်မလို့12တန်းဖြေမဲ့ညီမလေးတွေအကုန်လုံးပေါ့နော်အတိတ်ထန်နေတာတွေဆူတောင်းနေတာကိုလည်းတွေ့ခဲ့ရပါတယ်ရှင်ဆရာတော်ဘုရားကြီးကျောင်းမှာဆိုလေပေါ့နော်တခြားအရေးရက်ကနေလာပြီးတော့ဆူတောင်းအတိတ်ထန်လာတာတွေလည်းအများကြီးတွေ့ရပါတယ်ရှင်မရောက်ဖူးသေးတဲ့လူတွေလည်းလာရောက်ဖူးမြော်ကြဖို့အကြံပြုချင်ပါတယ်ရှင်ဒါကတော့ဟိုတခါမရိပ်ပြလိုက်ရတဲ့ဆရာတော်ဘုရားကြီးရဲ့မန်စီရွှေချရွှေချောင်းဆောင်ရွေးဖြစ်ပါတယ်နော်ဒါကတော့ဆရာတော်ဘုရားကြီးရဲ့မိကပ်ပုံကိုရိုက်ပြပေးလိုက်ပါတယ်ရှင်ညီမကတော့ထုံးစံအတိုင်းဝတ္ထုငွေမဲ့စက္ကန့်လူရန်ပြီးတော့မိဘနှစ်ပါးအတွက်ဆုတောင်းခဲ့ပါတယ်ရှင်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်မင်္ဂလာရှိသောညချမ်းလေးကိုပိုင်ဆိုင်ကြပါစေ